လူတွေကပြုံးနေတိုင်းစိတ်မတိုးဘူးလို့မအောင်မေးနဲ့စိတ်တိုးစရာအကြောင်းရှိလာရင်တိုးတယ်အဲ့ဒီတိုးစရာအကြောင်းရှိတဲ့တန်းနဲ့မတိုးမှသဘောကောင်းတယ်လို့ပြောလို့ရသူနေရင်တော့လူကောင်းကြီးပေါ့အခက်ခဲကြုံရတဲ့နဲ့ဒေါသဖြစ်เสียအာယုန်နဲ့တွေ့ပြီးဒေါသမဖြစ်ဘူးဆိုမှဒါကိုဆန်းစစ်ကြည့်ဖို့လိုတယ်ဘလောက်တိုင်းတာအထိဒေါသမဖြစ်အောင်ငါထိန်းနိုင်တယ်လဲအဲ့ဒါထိန်းမှုအတွက်မလုပ်အောင်လဲမေတ္တာပွားရမယ်ဒါမြတ်စွာဘုရားရဲ့လက်တွေ့ကြတဲ့အဆုံးပါပဲเนาะလောဘတွေကြီးနေမယ်ရာဂတွေကြီးနေမယ်ပစ္စည်းဥစ္စာပေါ်မှာတွေ့တာမှုတွေများနေတယ်ဘာနဲ့လျှော့ချလူတယောက်ပေါ်မှာခင်မင်မှုတွေတွေ့တာမှုတွေများနေတယ်ဘာနဲ့လျှော့ချအားလုံးဟာဆေးရှိခေါင်းကိုက်ရင်တော့ပါရာစီတမောတောက်ကြမယ်ပေါ့ဟုတ်လားခေါင်းကိုက်မယ်စက်ထိုးမယ်ကြောင်းအောင်မယ်ဆိုရင်တော့ဆေးတောက်ကြသို့တော့ရင်ထဲကဖြစ်ပေါ်နေတဲ့လောဘတရားရင်ထဲကဖြစ်ပေါ်နေတဲ့ရာဂတရားသက်ရှိတရားတွေပေါ်မှာတွေ့တာမှုတွေများနေမယ်ဆိုရင်ဘာလုပ်မလဲပစ္စည်းဥစ္စာဒီပေါ်မှာတွေ့တာမှုများနေဘာလုပ်မလဲလောကလူတွေဟာကိုယ်ရှိတဲ့ပစ္စည်းကိုမသုံးရမစားရှိတတ်တယ်ပေါ့အဝတ်လေးတောင်မှကောင်းတဲ့အဝတ်လေးဆိုရင်တော်နဲ့မဝတ်ရဘူးဟောင်းသွားမဆုံးဒီလိုနှမျောတဲ့လူကရှိသေးတယ်လေကိုသုံးဖို့ဝယ်ထားပြီပဲလို့နှမျောလို့မသုံးရဘူးဆိုတာတွေရှိအဲ့ဒါလို့ဖြစ်နေရင်ဘာလုပ်ရမလဲဘယ်လိုနည်းနဲ့လျှော့ချမလဲမြတ်စွာဘုရားကအဆုံးအမတွေပေးထားရှိတယ်လူတယောက်ပေါ်မှာတွေ့တာမှုတွေဆွလတ်မှုတွေများနေမတင့်တယ်မှုယွန်းစရာကောင်းမှုဆိုတဲ့အတုပတင်ညာကိုပွားများရမယ်လို့သူဟောတယ်မတင့်မတဲယွန်းစမွဲတွေကိုနှလုံးသွင်းဆင်ခြင်ခြင်းအပြင်တွေ့တာမှုကိုလျှော့ချလို့ရပစ္စည်းဥစ္စာပေါ်မှာသိတွေ့တာနေတယ်မသုံးရမဆွဲရဖြစ်လာပြီဆိုရင်အနိစ္စတင်ညာနဲ့လျှော့ချလောက်ကြည့်လက်တွေ့အနိစ္စတင်ညာဆိုတာဒီပစ္စည်းလေးငါမသုံးလို့ရှိရင်လေတနေ့ကြလို့ရှိရင်ငါကတော့လဲပစ္စည်းကိုစွန့်ရမယ်ပစ္စည်းကတော့လဲငါ့ကိုစွန့်သွားမယ်တခုတည်းမြယူသွားပါသွားမယ်လေကိုယ်စွန့်သွားတယ်ခေါ်တာကိုကတော့လဲပစ္စည်းကိုစွန့်ပစ္စည်းကတော့လဲကိုယ်ကိုစွန့်ဖြစ်တယ်မသုံးမပြုပဲနေရင်လည်းသူ့ဘာသူဟောင်းနှွမ်းပျက်စီးသွားမှာပဲအနိစ္စသဘောတရားအရာအဲ့တော့လှုပ်တဲ့ရင်လှုပ်ရမယ်သုံးတဲ့ရင်သုံးရမယ်သုံးတဲ့အချိန်ငါသုံးရမယ်ဆိုတဲ့မှန်ကန်တဲ့အတွေးပေါ်မူတည်ပြီးတော့ဆုံးဖြတ်အနိစ္စတင်ညာနဲ့ရှော့ချပြီးတော့ကိုယ်ပစ္စည်းကိုသုံးတာမျိုးဖြစ်ရဟောမြတ်စွာဘုရားလက်တွေ့ကြတာဟောနော်လက်တွေ့ကြတာဟောမုန်းတိမှုတွေများနေတယ်လူတယောက်ကိုအဲ့တော့ဒေါသဆိုတာနေရာကပေါ်လာတာမှမဟုတ်တာကိုမကြိုက်တဲ့လူနဲ့တွေ့ရင်ဖြောင်းကနေဆိုဒေါသဖြစ်လာကိုမကြိုက်တဲ့စကားပြောလိုက်ပြီဆိုမှဒေါသဖြစ်လာအဲ့ဒီလိုဖြစ်လာပြီဆိုရင်ဘာနဲ့ဖယ်ရှားပြစ်မလဲမေတ္တာဘာဝိတ္တဘာဒေါသတဘာနာယပွားရမယ်ဆိုတဲ့အခါမှာဒေါသရဲ့အကျိုးနဲ့အပြစ်ကိုဆင်ခြင်မှုလိုအပ်တယ်ဒေါသရဲ့အပြစ်ဆိုတာမမယွင်လုံးတတ်တယ်နောက်ဆုံးမှာဒေါသဖြစ်လို့ရှိရင်စိတ်တိုးလာတဲ့လူတယောက်ဟာကိုယ့်ရဲ့စိတ်ဓာတ်ပျက်စီးပြီးနောက်ဆုံးနှလုံးရောဂါရှိရင်ကိုယ်ပဲဒုက္ခရောက်မယ်သွေးတိုးရောဂါရှိရင်လည်းကိုယ်ပဲသွေးတိုးမယ်အပြစ်တွေကိုရှားကြံပြီးတော့ကြည့်အဲ့ဒါလို့ဒေါသဖြစ်ပြီးတော့တစ်ဖက်သားကိုလုံးမဲ့ပုဂ္ဂိုလ်ဟာဘာနဲ့ဥပမာတူတော့ဆိုရင်မစင်နဲ့ခောက်ပြီးတော့သူများကိုပေါက်တယ်နဲ့တူတူပဲသူ့ကိုမစင်ကအရင်လူးမှသူများကိုပေါက်တာကလွဲချင်လွဲအောင်ပဲဒေါသဖြစ်ပြီဆိုရင်မစင်နဲ့ပေါက်တာနဲ့တူတူပဲတဲ့ကိုကအရင်ခံရမယ်ဒီဒေါသရဲ့ဓာတ်ကိုသူများကနောက်မှခံရအဲ့တော့ပထမခံရတာကိုဆိုတာကိုဒေါသရဲ့အပြစ်ကိုဆင်ញင်စဉ်းစားတတ်ဖို့အဲ့ဒီလိုဆင်ញင်ခြင်းဖြင့်ရှော့ချပြီးနောက်ဆုံးမှာအမြစ်ပါပြတ်အောင်
မုန်းเสียဆိုတဲ့ပုဂ္ဂိုလ်ရှာမတွေးအောင်ဘာကိုမုန်းတာလဲလူတယောက်ကိုမုန်းပြီဆိုရင်သူ့ရဲ့သပင်ကိုမုန်းတာလားမွေညင်းကိုမုန်းတာလားလက်သေးခြေသေးကိုမုန်းတာလား32ခုဋ္ဌာသနဲ့ခွဲခြားပြီးတော့ကြည့်လိုက်မုန်းเสียဆိုပျောက်သွားမှာပဲเนาะခွဲစိတ်ပြစ်လိုက်လို့ရှိရင်ပျောက်သွားအဲ့ဒါလို့မုန်းเสียတွေပျောက်သွားအောင်အကျိုးနဲ့အပြစ်ကိုစစ်စစ်ဆင်ញင်သုံးသပ်ခြင်းအပြင်လည်းပဲဒေါသဆိုတာကိုဖယ်ရှားပြလို့ရတယ်လို့သူတို့ဆိုတယ်မောဟကြတဲ့အခါကျပညာဘာဝိတ္တပမောဟတပါလာလုံးတဲ့နာနဲ့မလုံးတဲ့နာမသိဘူးတွေ့ဝေးနေတယ်ဆိုရင်အဲ့ဒီမောဟပျောက်ဖို့ရတဲ့အသိပညာတိုးပွားအောင်လုပ်ဒါဖြင့်အသိပညာဘယ်လိုတိုးပွားအောင်လုပ်ရတော့ဆိုရင်တရားနာရတယ်တရားစာတွေဖတ်ရမယ်ယန္တန်ဃာတွေနဲ့တွေ့တဲ့အခါမှာဘယ်လိုနေသင့်တယ်ဘယ်လိုထိုင်သင့်တယ်ဘယ်လိုတွေးရမယ်စာပေသင်ကြားပို့ချမှုစာပေသင်တန်းတွေတက်ရမယ်ဓမ္မသင်တန်းတွေတက်တယ်ဒီလိုဟာမျိုးတွေနဲ့လျှော့ချဖြစ်တယ်ပေါ့နော်ဓမ္မသင်တန်းတက်တဲ့အခါမှာလည်းပဲပညာတော့ရလာပါရဲ့နောက်ကချောင်းနေတာဘယ်သူလုံးဆိုမာနကဝင်လာပြန်တယ်ငါသိတယ်ငါတတ်တယ်ဆိုရစိတ်ဝင်အဲ့ဒါလည်းပဲအညစ်အကြေးတစ်ခုပဲငါသိတယ်ဆိုအတွေးဘယ်တော့မှမတွေးနဲ့ငါမသိသေးဘူးဆိုတာပဲစဉ်းစားရမှာဖြစ်တယ်ငါမသိသေးတာကိုသိတဲ့ဒီနေ့ဟာငါပညာတတ်တဲ့နေ့ပဲလို့ပဲဒီလိုမှတ်ရမှာဖြစ်တယ်ဒါကြောင့်မို့အကုသိုလ်ဆိုတာလေတစ်ခုပြုတ်သွားရင်နောက်တစ်ခုကဝင်လာတတ်တယ်အဲ့ဒါလို့အစားမဝင်အောင်တတိနဲ့ပညာနဲ့ထိန်းလို့ဒါကြောင့်မှခုနကစိတ်ကဥဆောင်တယ်ဆိုတဲ့စိတ်ဟာတတိတွေပညာတွေအလောဘတွေအရောဓတွေအမောဟတွေနဲ့ဝိုင်းပြီးတော့ထိန်းလိုက်တဲ့စိတ်ကမှတမိုးတက်သွား